Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ GDRN လေးဘာသာရဲ့ Analyzing Implicit Main Idea ဆိုတဲ့အကြောင်းအရာလေးလာကြမှာဖြစ်ပါတယ်အဲ့တော့ဒီ Main Idea ကိုတည်းမပေးထားဘဲနဲ့ပေါ့နော်တွဲဝိုက်ပေးထားတဲ့ Main Ideas တွေကိုဘယ်လိုမျိုး Analyze လုပ်မလဲဘယ်လိုမျိုးအသုံးသပ်ခဲ့ဖြစ်မလဲပေါ့နော်ဆိုရင်ဒီမှာပေါ့နော် highlight လုပ်ထားသလိုပဲ GDE test ကဒီလိုမျိုးဆောင်မွေးအများစုကတော့ test အများစုကတော့ဒီ main idea ကိုဓာတ်ရိုက်ပေးထားတာမျိုးပါဝင်မှာမဟုတ်ပါဘူးအဲ့တော့ဘယ်လိုပေးထားမလဲဆိုရင် main idea ကို implicit indirect ပေါ့နော်တွေ့ဝိုက်ပေးထားမှာဖြစ်ပါတယ်အဲ့လိုမျိုး main idea ကိုတွေ့ပေးထားပြီဆိုရင်ကိုကဒီလိုဓာတ်ရိုက်ပေးထားသလိုမျိုးအပေါ်ဆုံးတစ်ကြောင်းကိုပဲကြည့်လို့မရတော့ဘူးဒီအဲမှာပါတဲ့ဒီစာပိုက်မှာပါတဲ့အသေးစိတ်ပေါ့နော် details အသေးစိတ်ချစ်လက်တွေအဲဒီစာပိုက်တွေအကုန်လုံးကိုဖတ်ပြီးတော့မှ overall test ပေါ့နော်ဒီစာပိုက်အကုန်လုံးဖတ်ပြီးခါမှာဒါကဘလို့ဘာကိုပြောချင်တာလဲသူ့ရဲ့ main idea ဘာလဲဆိုတော့ကို figure out ဆိုတော့ပုံဖော်ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတွဲပေးထားတဲ့ main ideas တွေဆိုရင်တော့ကိုကဘာလဲဆိုရင် critical reading skill ပေါ့ဖတ်တဲ့ခါမှာကိုကဘာလဲဆိုရင်ဝေဖန်သုံးသပ်ပေါ့နော်ကဲဖြတ်ရမယ်စာပိုက်တကြောင်လေးဖတ်ရုံနဲ့မသိနိုင်ဘူးတပိုက်လုံးဖတ်ကြည့်ပြီးတော့မှခြုံငုံသုံးသပ်ကြည့်မယ်ပြီးရင်သူ့ရဲ့အသေးစိတ်အခြေလေးတွေကိုပါကိုကဖတ်ကြည့်ပြီးခါမှာဒီပေးထားတဲ့စာပိုက်ရဲ့ main idea ဘာပြောချင်တာလဲဆိုတော့ကိုက critical ပေါ့နော် analyze ဝေဖန်သုံးသပ်ရမှာဖြစ်ပါတယ်ဆန်းစစ်ရမယ်ပေါ့နော်ဆန်းစစ်ရမှာဖြစ်ပါတယ်ခေတ္တဆိုရင်နမူနာစာပိုက်ကလေးနဲ့ဒီခေါင်းစဉ်လေးကိုလေ့လာကြည့်အောင်နော်ကဲဒီမှာတော့သူရဲ့ direction ကကျတော့read the passage စာပိုက်ကိုဖတ်ပါ and decide on its main idea ဒီစာပိုက်ရဲ့ပြီးထားတဲ့စာပိုက်ရဲ့အကြောင်းအရာရဲ့ main idea ဘာလဲဆိုတော့ဆုံးဖြတ်ပါပေါ့နော် okay ဒါဆိုရင်စာပိုက်မဖတ်ခင်မှာပုံမှန်ကတော့မေးခွန်းဖတ်လေရှိတယ်ပေါ့နော်ဘာလို့လဲဆိုရင်ဒီမေးခွန်းဖတ်လိုက်ခြင်းအပြင်ကိုဘာကို focus လုပ်ရမှာလဲဘာကိုရှာရမှာလဲဆိုတော့ကိုအာရုံစိုက်စေတယ်အဲ့ခါကျတော့ဒီမလိုအပ်တဲ့အခြေအနေကိုတက်တာစေပေါ့နော်ပြောချင်တာကအချင်းကိုကြိုးရှိအသုံးချနိုင်တယ်ပြီးတော့ကိုရှာမဲ့အကြောင်းအရာကိုလည်းပို့ပြီးတော့လွယ်ကူရှာနိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာကမေးခွန်းက what is the main idea of this passage ဒီစာပိုက်ရဲ့ main idea ပါလဲဒါဟုတ်ပြီမေးခွန်းဖတ်လိုက်ပြီးပြုလုပ်ခိုင်းတာကမေးခွန်းရဲ့ပြုလုပ်ခိုင်းတာရှာမှာပါလဲဆိုရင် main idea ရှာမယ်ဒါဆိုတာတူသွားပြီပေါ့နော်ဒီအောက်မှာတော့ ABCD ပေးထားတယ်ဟုတ်ပြီဒါဆိုရင်အဲ ABCD ကိုမဖတ်သေးပဲနဲ့စာပိုက်ကိုသွားမယ်ပေါ့နော်ဒါဆိုရင် analyzing implicit main idea ဆိုတဲ့ခေါင်းစဉ်ကိုစာပိုက်ဖတ်ပြီးတော့မှအတူတူလေ့လာကြည့်ကြမယ်အဲ့တော့ဒီမှာစာပိုက်ကို general ဖတ်ကြည့်ကြမယ်ပေါ့နော်ဘာလို့လဲဆိုရင် GD test ဖြေတဲ့အခါမှာသူကအချိန်ကန့်သတ်မှုရှိတယ်ပြီးတော့အားလေးပါထဲမှာကျစာပိုက်တွေအများကြီးဖတ်ရတယ်ပေါ့နော်အဲ့ကကြတော့တချို့ຢာကြီးကျတော့သေးစိတ်ဖတ်ဖို့လိုပါရှိတယ်လို့တချို့ຢာကျတော့မေးခွန်းပေါ်မူတည်ပြီးတော့မှနော် general ဖတ်ရတာလည်းရှိတယ်အဲ့တော့ဒီမှာဆိုရင်19ရာစုမှာဒါဓမ္မစာပိုက်ပေါ့နော်19ရာစုမှာမြို့သမီးတွေကဒီအမျိုးသားတွေကိုအမျိုးသားတွေကိုပြောတဲ့အရာတွေကိုနာခံရတယ်အဲ့တော့အမျိုးသမီးတွေအမျိုးသားတွေရဲ့ထိန်ချုပ်မှုအောင်ပါပေါ့နော်ဒီတရား legal ဆိုတဲ့တရားဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေရောဒီကြံတဲ့ကိစ္စတွေရောဒီသူ့အမျိုးသားရဲ့ control ထိန်ချုပ်မှုအောင်ပဲသူကနေရတာဖြစ်တယ်ကဲဒါဆိုဒါပြောထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျန်တာလေးတွေကကြည့်လိုက်တယ်ဆိုရင်ဒါဒီအသေးစိတ်ဒါကိုပြန်ဖြည့်ထားတာအဲ့မျိုးသမီးရဲ့တာဝန်ရပါလဲဆိုရင်အိမ်မှာပဲနေရတယ်ပေါ့နော်အဲ့အမျိုးသမီးတွေကသူတို့က public life ဆိုဒီအများပြည်သူအမြင်နေမှာဘဝမှာရောဒီလိုမျိုး profession ဒီတော့ကိုယ့်ရဲ့အသက်မွေးကြောင့်အလုပ်တွေမှာရောသူတို့ရဲ့ကဏ္ဍကဝေဝါးမှုံဝါနေပေါ့နော်အဲ့တော့ကိုနောက်တစ်ကြောင်းမှာပြောထားတာကဒါဒီမှာဆိုရင်ဒီအောက်ဆုံးလေးမှာဆိုရင်သူပြောထားလဲဆိုရင်ဒေးဆိုဒီမျိုးသမီးတွေကပေါ့နော်ဒီရှိမှာထပ်ပြောလိုက်မယ်ဒါဆိုမျိုးသမီးတွေကဒီအစိုးရလုပ်ငန်းတွေဒီဗဒိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာဒီယုံနေပါအလုပ်တွေပေါ့နော်ဒီအဲ့ရတွေမှာလည်းသူတို့ကသူရဲ့ခန်းကဏ္ဍမှာဆောင်ရွက်နိုင်ခြင်းမရှိဘူးသူတို့တွေက invisible ဆိုတော့မမြင်နိုင်ဘူးဆိုတော့မှုံဝါးနေဝေဝါးနေဘယ်လိုခန်းကဏ္ဍလဲဆိုတော့မျိုးသမီးတွေဒီအိမ်မှာပဲနေရတယ်သူတို့မှလုတ်ပင်ခွင့်မရှိတဲ့ခါကျတော့ဒီလိုမျိုးဒီမှာလာပြီပေါ့နော်စာပိုက်တစ်ခုနဲ့တစ်ခုပြောင်းရဲ့အကြောင်းအရာလေးလာပြီ
ဒီလိုအမှုပညာတွေစာပေပိုင်းဆိုင်ရာတွေနော်ဒီအရာတွေနဲ့လည်းသူတို့ပို့ပြီးတော့မှဝေဝါးနေဘာလို့လဲဆိုသူတို့ရဲ့တာဝန်ဒီအိမ်မှာပဲအလုပ်လုပ်ရမယ်မိဦးကြောင့်အလုပ်လုပ်ရမယ်မြို့သားရဲ့ထိချုံမှုအောက်မှာပဲနေရတယ်ကဲဒါဆိုရင်ဒါပထမစာပေအကြောင်းအရာပေါ့နော်ကဲအဲ့တော့နောက်တစ်ပိုက်ကိုစစ်တူဖတ်ကြအောင်နော်ကဲဒါဆိုရင်နောက်တစ်ပိုက်မှာကျတော့ပထမစာပေရဲ့အဆုံးလေးနဲ့ဒုတိယပိုင်းစာပေအစလေးပေါ့နော်အဆက်ဆက်ကလေးမှာအခုပြောင်းလေးမှာဆိုရင်အဲ့တော့ဒုတိယစာပိုင်းမှာကဒီလိုcolonial American ဒီခေတ်ကာလမှာဆိုရင် too famous ဆိုတော့ထင်ပေါ်ကြကြရတယ်ပေါ့နော်ဒီ to this to do ဒီစီမင်းနဲ့တွေ့ဖယ်ပြီးတော့ဒီစီမင်းအပြင်ခဏနေက rule ကဘာလဲဆိုရင်အမျိုးသမီးတွေအမျိုးသားတွေရဲ့ထိန်ချူအောက်မှာပဲရှိရတယ်စာပေကဏ္ဍတွေဆိုလည်းမလုံးသူတို့မပါဝင်နိုင်ဘူး government နဲ့ religious လုံဒီအိုင်နဲ့ခန်းကဏ္ဍမှာလည်းသူတို့မပါဝင်နိုင်ဘူးအဲ့လိုမျိုးရူခန်းကဏ္ဍတွေဒီအကြောင်းအရာတွေကနေပြီးတော့မှအဲ့အကြောင်းအရာပေါ့နော်ဒီ rule အပြင်မှာဒီ rule တွေကနေတွေ့ဖယ်ပြီးတော့ဒီ rule တွေရဲ့ချွင်းချက်အနေနဲ့အမျိုးသမီးထင်ပေါ်ကြကြတဲ့အမျိုးသမီးတွေအောင်ရှိတယ်။ဒီလိုပဲနေဆိုရင် Annie Hutchinson နဲ့ Annie Bradstreet လို့ဖြစ်တယ်။ကဲအောက်မှာပေးထားတဲ့ဟာတွေကဒါဂျင်နရယ်ကြည့်လိုက်မယ်ဆိုရင်တယောက်ချင်းစီကသူတို့ဘယ်အချိန်မှာဆုံးပေါ်သွားတယ်သူတို့ဘယ်မှာထင်ပေါ်တင်ကြားရဲဆိုတဲ့အရာကိုပြောထားတာဖြစ်တယ်။ဒါဆိုရင်ဒီစာပိုက်ဒီခဏနေရမေးခွန်းဒီ main idea ကိုရှာပါပြောထား main idea ဘာလဲလို့ပြောထားဖြစ်တဲ့အတွက်အဲ့တော့ main idea ဒီပထမစာပိုက်ကဆိုလို့ရှိရင်ပထမစာပိုက်မှာပထမစာကြောင်းကအမျိုးသမီးတွေကအမျိုးသားတွေရဲ့ဒီလွှမ်းမိုးထိန်ချုံမှုအောက်မှာသူတို့ကနေရတယ်ပေါ့နော်ဒီစကွန်ရာစုမှာဒါဆိုရင်ဒီအကြောင်းအရာပြောရဖြစ်မလားဒါမှမဟုတ်ဘူးဆိုရင်အဲ့လိုမျိုးခက်ကာလဒီလို rule တွေဒီလိုမျိုးစီးမြင်းတွေဒီလိုမျိုးမြို့သားတွေရဲ့ထိန်ချုံမှုအောက်မှာရှိနေတဲ့အချိန်ကာလမှာဒီထင်ပေါ်ကြကြအောင်မြင်ခဲ့တဲ့အမျိုးသမီးနှစ်ယောက်အကြောင်းကိုအဓိကပြောချင်တာဖြစ်မှာလားပေါ့နော်။ဒါဆိုရင်မေဘုံကြည့်ပြီးခဏနေရိုက်ဒီ ABCD ကိုကြည့်ပြီးတော့မှဆုံးဖြတ်ကြမယ်ပေါ့နော်။ဟုတ်ပြီဒါဆိုရင်နံပါတ်8မှာကဒီပေးထားတာကအမေရိကန်ရဲ့ဒီလိုမျိုးကိုလိုနီအချိန်ကာလမှာအတွင်းမှာဆိုလို့ရှိရင်အမျိုးသမီးတွေကဒီအများသည့်ပြည်သူတွေရဲ့ပေါ့နော်မြင်ကွင်းကနေပြီးသူတို့ကဝေဝါးနေကြတယ်။ဒါဆို main idea တရားဖြစ်မှာလားပေါ့နော်။နံပါတ် B အဲ့လိုမျိုးခေတ်ကာလမှာအမျိုးသမီးတွေကအမျိုးသားတွေရဲ့ထင်ချုံမှုအမျိုးသားတွေရဲ့ခမန့်ပေါ့နော်သူတို့ရဲ့မိန်ပေးမှုသူတို့ဟိုနာခံရတယ်ဆိုတာဖြစ်မလား။နံပါတ် C ကတော့အဲ့လိုမျိုးအချိန်ကာလမှာပေါ့နော်ဒီလိုမျိုးအမျိုးသားတွေလွှမ်းမိုးနေတဲ့ဒီခေတ်ကာလအမေရိကန်ရဲ့ဒီလိုမျိုးကိုလိုနီအမေရိကန်ကာလမှာအမျိုးသားကြီးစိုးတဲ့ကာလမှာမြို့သမီးနှစ်ယောက်ကထင်ပေါ်ကြကြပြီးတော့မှပြည်သူတွေရဲ့ဒီတိမမှုရခဲ့တယ်ဆိုတာ main idea ဖြစ်မလားနံပါတ် D ကတော့ဒီဥပဒေကိစ္စတွေရောအများပြည်သူဆိုင်ရာကိစ္စတွေမှာအကုန်လုံးမှာဒီအမျိုးသားတွေရထင်ကျအောင်မှာရှိနေဆိုတော့အဓိကပြောချင်တာဖြစ်မလားပေါ့နော်အဲ့ခါကျတော့ကျမတို့ကပထမစာပိုင်းမှာဒီမြို့သမီးတွေမြို့သားတွေရဲ့ဒီကျုံအောက်မှာရှိနေဆိုတော့သူကဘာလဲဆိုရင်ပြောထားတယ်ပေါ့ဒါပေမဲ့ပထမစာပိုက်အဆုံးလေးမှာကျတော့သူ့ရဲ့ဥတီချက်လေးသူတွားကျင်တဲ့ဥတီချက်ကလေးကိုတွားခဲ့ဒီမှာစစ်ပြန်ကြည့်အောင်နော်ဒီလိုဆိုရင်ဒီမှာပေါ့နော်ပထမစာပိုက်အဆုံးလေးမှာသူဒီအမျိုးသမီးတွေကအနုပညာဒီလိုမျိုးပေါ့နော်အနုပညာစာပေပိုင်းဆိုင်ရာမှာလည်းသူတို့ကကွန်းလွတ်နေတယ်ဝေဝါးနေတယ်အဲ့မှာဒုတိယစာပိုက်ဒီလမ်းကြောင်းသူ့ရဲ့ပေးခြင်းတဲ့ main idea ဘက်ကိုစာရေးသူကပထမစာရဲ့အဆုံးမှာလမ်းကြောင်းဥတီဘက်လေးကပြောင်းလာတယ်ဘယ်ကိုပြောင်းလာဆိုသူပေးခြင်းတဲ့ main idea ကိုပြောင်းလာတယ်ပေါ့နော်ဒုတိယစာပိုက်မှာသူထပ်ပြောထားတယ်ခဏနေရဒီအမျိုးသားတွေထင်ကြုံမှုအောက်မှာနေရတဲ့ဒီရူကာလာမှာပေါ့နော်ကာလာမှာကအမျိုးသမီးနှစ်ယောက်ရှိခဲ့တယ်ဆိုပြီးအဲ့အမျိုးသမီးနှစ်ယောက်အကြောင်းကိုသူပြောထားတယ်ပေါ့နော်ဒါကြောင့်မို့လို့